皆さんこんにちは。日本語チャンネルのケです。今日は N2 の文法何々に限らずを一緒に勉強していきます。それではスタート。に限らずそれグラマーရဲ့အဓိပ္ပာယ်ကကိုလက်တင်မကကိုလက်တာမကဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်။ဒါけでなくနဲ့အဓိပ္ပာယ်ဆင်တူပါတယ်။ A だけでなく B A ပဲမဟုတ်ပဲနဲ့ B ရော A に限らず B もဆိုပြီးတော့သုံးပေးရမှာဖြစ်ပါတယ်။သူနဲ့ချိတ်ဆက်ပေးရမှာပေါင်းဆက်ပေးရမှာကတော့名詞 noun ဖြစ်ပါတယ်။ noun に限らず noun に限らずသူ့ကိုဘယ်လိုအခြေအနေမျိုးမှာအသုံးပြုရမလဲဆိုရင်တော့အရှိက A ဆိုတဲ့အရာတစ်ခုတည်းပဲမဟုတ်ပဲနဲ့ B ဆိုတဲ့ပုံမော်ပြီးတော့ကျေပြန့်တဲ့အကြောင်းအရာမျိုးလည်းအကျုံးဝင်နေပါသေးတယ်ရှိနေပါသေးတယ်လို့ဆိုလိုချင်တဲ့အခါမျိုးမှာအသုံးပြုပါတယ်それでは例文を見てみましょうこのレストランは週末に限らず平日もいつも混んでいますဒီစာကြောင်းလေးရဲ့အဓိပ္ပာယ်ကတော့ဒီစားတောက်ဆိုင်ကစနေတနင်္ဂနွေပိတ်ရက်တင်မကဘူးဂျားရက်ဒီမှာလည်းပဲအမြဲတမ်းလူပြည့်နေပါတယ်တဲ့အဲ့တော့အရှိက A ဆိုတဲ့အကြောင်းအရာဖြစ်တဲ့စနေတနင်္ဂနွေပိတ်ရက်တင်မကဘူးအနောက်က B ဆိုတဲ့အကြောင်းအရာဖြစ်တဲ့ဂျားရက်တွေမှာလည်းပဲလူတွေအမြဲတမ်းပြည့်နေတယ်ပို့ပြီးတော့ကျေပြန့်တဲ့အကြောင်းအရာမျိုးဆိုလိုချင်တဲ့အခါမျိုးမှာသုံးပါတယ်ဒါဆိုရင်ဒုတိယဥပမာလေးကိုကြည့်ကြည့်ရအောင်夏に限らず一年中紫外線対策が必要になってきましたအဓိပ္ပာယ်လေးကဘာလဲဆိုတော့နွေရာသီတင်မကဘူးနွေရာသီဒါမကဘူးတစ်နှစ်ပတ်လုံးဒီခရမ်းလွန်ရောင်ကြီးရဲ့ကာကွယ်မှုတွေကလိုအပ်လာခဲ့ပါတယ်လို့ဆိုလိုပါတယ်ကဲဒါဆိုရင်နောက်ဆုံးဥပမာလေးကိုကြည့်ကြည့်ရအောင်ディズニーランドは子供に限らず大人にも人気ですအဓိပ္ပာယ်လေးကတော့ဒီ Disneyland ကကလေးတွေတင်မကဘူးလူကြီးတွေကြားမှာလည်းပဲနာမည်ကြီးပါတယ်တဲ့လူကြိုက်များပါတယ်တဲ့အဲ့တော့အရှိကကလေးတွေဆိုတဲ့ A တခုတည်းပဲမဟုတ်ပဲနဲ့အနောက်မှာလူကြီးတွေပို့ပြီးတော့ကျေပြန့်စွာပြောဆိုတဲ့စာကြောင်းမျိုးပေါ့နော်အဲ့တော့ A に限らず B A တင်မကဘူးB လည်းပဲဆိုပြီးတော့ပြောချင်တဲ့စာကြောင်းမျိုးမှာဒီに限らずဆိုတဲ့ grammar ကိုသုံးပေးရမှာဖြစ်ပါတယ်はい皆さんどうでしょうかそれでは今日はここまでですまた次の動画でお会いしましょうバイバイ